ကိုကိုမှရှေ့ဆက်ရှောက်ရမယ့်အနာဂတ်တွေရှိတယ်လူတိုင်းမှာစိတ်ဆင်းရဲစရာစိတ်ဒဏ်ရာရစရာတွေဆိုတာရှိကြမှာပဲလေဒါပေမဲ့အဲ့ဒါကိုလှေကားဖြစ်အသုံးပြုပြီးအပေါ်ရောက်တက်ရမှာပဲမင်းကြီးကုန်မသွားဘူးလားသွားမှာဒါပေမဲ့ဇင်မီတယောက်တည်းမဟုတ်ကိုနဲ့သွားမှာဘာမှငါအေးစင်းနေပြရစီလွတ်လွတ်လိုက်ရှင်ဟဲ့ကိုအေးစင်းနေရမယ့်အချိန်ကြီးကကုန်သွားပြီဒီမတော့ကွာကိုနောက်ဆုံးတစ်ခုပြောမယ်ဒီကော်မတီဆိုတာအန်တီတယောက်တည်းနှစ်ပေါင်းများစွာမင်းမသားတန်မဲ့စူးစမ်းပြီးတီထောင်ခဲ့ရတာမအောင်မြင်ခင်ကအန်တီဘယ်လောက်ထိစိတ်တော့ကရောက်ခဲ့ရလဲဒုက္ခတွေရင်ဆိုင်ခဲ့ရလဲဆိုတာကိုနားလည်ရင်သိကောင်းမှာပဲမမေနဲ့အန်တီတို့ကတငယ်ချင်းရင်းကြီးတွေပါဒါတွေကိုဇင်မီကမမေစီကပြန်သိခဲ့ရတာ